နေတတ်တဲ့လူချမ်းသာတာပဲမနေတတ်တဲ့လူဆင်းရဲတာပဲနေတတ်တယ်မနေတတ်ဘူးဆိုတာကိုကစားပညာရှိတယ်ပညာမရှိဘူးလို့ပြောနေတာဒီနေရာမှာဦးဇင်းတို့တောင်မြို့ဆရာတော်ဘုရားကြီးပြောတာကိုဦးဇင်းကအမှတ်ရတယ်ဆိုကြီးကဘာပြောတော့ဆိုတော့ကိုယ်စိတ်ကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပွဲဒူးတွေဂုံဒူးတွေရှိတယ်ပဲဆိုပညာတကယ်ရှိတဲ့တတ်တဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးတဲ့အလွန်မှအခြေခံကြတယ်တော့တကယ်ကြီးမိုင်းပြကိုယ်စိတ်ကိုမှချမ်းသာအောင်ဘလို့ထားရမယ်ဆိုတာကိုမသိတဲ့နားမလည်တဲ့ပုဂ္ဂိုလ်ဟာသူတတ်ထားတဲ့ပညာတွေကပညာလို့ပြောလို့မရနိုင်ဘူးဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဉာဏ်ပညာဒီတန်ဖိုးရှိတယ်ဘာကြောင့်တန်ဖိုးရှိတာလဲဆင်းရဲကိုဖယ်နိုင်တယ်ချမ်းသာကိုဆောင်ကျဉ်လာနိုင်တယ်အခုလဲချမ်းသာမယ်နောင်လဲချမ်းသာမယ်တကယ်လို့သာဒီပညာမရှိဘူးဆိုရင်ဒုက္ခံဝိရတိတဲ့ဒိဋ္ဌိဝဓမ္မေလုံးလုံးစေကိုပဲအဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲလိမ့်မယ်တဲ့ဘယ်လိုနည်း